ပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမရဲ့အမကပရိုင်ပါဖောက်မယ်ဆိုတော့မဖောက်ပြစ်တွေကိုအဲ့နေတယ်ဒီမှာကြည့်ပါဦးကားပေါ့မှာကြည့်ပါအောင်လို့ဒီကားပေါ့ကြည့်ပါရှင်ချက်ပဲနေတာပါမလည်းဘာမဖောက်ဘူးလားကြည့်ဒီမှာကြည့်ဒါလေးအမလည်းတက်ညီမလေးလည်းဒါလူကြည့်ရှင်ဒါလေးအကောတော့ကြတယ်ဟုတ်တယ်ကျမလည်းအကောကြတယ်တခုอ่ะဒီကြိုင်ဒါမကြောက်ဘူးဒါနဲ့မလှ ဒါလည်းမကြောက်ဘူးဒါမကြောက်ဘူးဒါလေးလိုက်ဒါလည်းဒီဆဲအကောလို့ကြဒါဒီလိုခုလို့ကြတယ်သူပြနှစ်ခုတာနော်မနော်တစ်ခါပါတောက်ဖောက်မှာဒါလေးနဲ့မသိကမကြည့်ချင်းမလေးကမကြည့်နဲ့ဟာညီမလေးချက်ပေးမွေးကြည့်မချက်ပေးမွေးကနာကကြည့်လာမယ်ဟာအားလာမသိဘာမှမရနော်ထားကြည့်မချစ်စရာလေးနော်ချစ်စရာလေးမကြည့်လဲဆိုလဲလဲလို့ရချစ်စရာလေးလဲဆိုလဲလဲလို့ချက်ပေးမွေးကြည့်ချစ်ဆိုလဲလဲလို့ရချစ်တာချက်ပေးမွေးကားလို့ရစင်းစားရလားမွေးရနော်ထားကြည့်ဒီလိုထားလာလို့လည်းရတယ်အဲ့လိုမထား ဒီလိုထားလို့ရတယ်ချစ်စရာလေးနော်ညလောလှဲလို့ရနော်ညလောလှဲလို့ရမင်းအယောက်ကျားရေဘလောက်ကောင်းလဲဟုတ်တယ်ခုမပြောနဲ့ပါတော့အခု brand ဘောက်ထပ်တော့ဝယ်အောင်မယ်တဲ့စိတ်ညစ်တယ်မလို့အားလုံးလေကျမကြီးတောင်းဆိုချင်တာပေါ့ပတ်စံနည်းနည်းလေးချိပေးဖို့တောင်းဆိုချင်ဒီမှာတိုင်းလိုက်တော့မှာခုနကချက်ပြကဲကချစ်စရာလေးဆိုတော့အယောက်လေးလည်းချစ်စရာကြည့်မတူကမြေတူကမျက်လုံးလည်းချက်ကြည့်ရအောင်တစ်ဖက်ကစိမ်းတစ်ဖက်ကပြပါရှင်မကြည့်နော်ဒါလည်းလို့ရဟဲ့မျက်လုံးဝဲမတူတာနော်ဒီဘက်ချက်လဲတိုင်းကြည့်ဝချစ်မျက်လုံးဝဲမတူရတာနော်တလှတယ်ဟဲ့တကယ်လို့ရလားမသိဘူးဒီလိုရဒီလိုလားကြည့်ချစ်ပြအဲ့မော်ဒီလိုလားမသိအဲ့မော်ဒီလိုလားဒီလိုမရပါဘူးရှင်လို့နောက်တစ်ခုထည့်လာတော့တယ်ဟုတ်တယ်ဖြစ်မှာပေါ့တို့အယောင်ထည့်ထားလားဟုတ်တယ်ဒီမှာလေအစိမ်းအပြာဒီမှာဆုံးလဲလှအပေါ်ဟာပြာနော်တူတော့တူပါတယ်မွေးနေနော်မတော့ဒီမှာလေးအဲ့ဘာဖြစ်လာလဲဟုတ်တယ်အဲ့ပြောပါပါပြီတို့ဒီမှာလေအမရဲ့လို့拜拜。